မိုက်ကောမိုက်ဗီဒီယိုရိုက်ပြီးမိုင်းမပါသွားနေပြီထားနေမနေ့အခု9နာရီကြောပေါ့ချိန်လာတော့6နာရီ40မနေ့ကင်းတော့ဒီယထာဂိတ်ကိုစပိန်နဲ့နေအောင်သာနင်းလာအယိုးတွေပါအဲ့တိုတယ်စိတ်ကျွန်တော်တို့အောက်မှာမရှိတော့ဘူးထင်သွားပြန်ဆန်းကြည့်ရတယ်ယထာပေါ်ရောက်မှာအော်ရှိနေပါလားပေါ့ဘာလို့လဲအိတ်ကိုပြောပါတယ်ဘာဖြစ်လဲဆိုအခုယထာနဲ့အစောကြီးသွားတယ်သွားတာဟိုရောက်လို့စောက်ကျိုးနဲ့တန်းစီရအကယ်၍ခမန်းဟာDisney Hotel မှာအိတ်တာမဟုတ်ဘူး Green Pass ဖွင့်ထားတာမဟုတ်ဘူးဆိုရင်သူက Magic Hour ဆိုပြီး10ခွဲကြရင်ဖွင့်အဲ့အချိန်မှာ10ခွဲဖွင့်အဲ့လို pass ဝယ်ထားတဲ့ကောင်တွေ Disney Hotel မှာလုပ်ထားတဲ့ကောင်တွေဝင်လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်9နာရီခွဲမှာသူကဂိတ်တကားစဖွင့်တယ်အဲ့ဂိတ်တကားဖွင့်တယ်စကန်ဖတ်တဲ့နေရာကိုသွားဖို့ကျွန်တော်အခုကဘာမှရှိတဲ့ Disneyland တွေဗျာ American နှစ်ခုကလွယ်ကိုရောက်ပြီးသွားပြီတရုတ်မှာလက်မှတ်စစ်တဲ့နေရာကိုရောက်ဖို့4နာရီခွဲတန်းစီရ4နာရီခွဲအထဲကိုမရောက်သေးဘူးเนาะစီတိုင်းမပါသေးဘူးအဝမှာ4ခွဲတစ်ခါတည်းပတ်သွားတော့မနက်စောကြီးသွားမယ်စောတန်းစီမယ်ဆရာမျိုးသမီးနဲ့ဟိုရှန်ဟိုဒီဇနီလန်းမှာဆရာသွားတော့4နာရီတန်းစီတယ်ဒီဒီဇနီလန်းတွေဖြစ်သွားလို့လာဖြစ်သွားလာလဲမဟုတ်ဘူးဒီဇနီလန်းဖြစ်သွားဘယ်လိုက်အခုကျွန်တော်ပုံမှန်အားရမပြီးတော့အခု Galleon နဲ့ Letterfons ကိုသွားမယ်Galleon ဆိုတဲ့ဟာပြောင်းစီရအမှန်ကကျွန်တော်တို့ခုနစီရမယ်နေမျိုးပဲရထားလို့မျိုး REM ဟာရှိတယ်အဲ့အောင်စီရမှာဟုတ်သူကပြင်ထားတော့ Galleon ကိုရွှေ့ထားတယ်နော်ဟုတ် Galleon ကနေပတ်စီမယ်ဒီမှာ homeless တွေလည်းအများရနော်အများဘိုးလို့ဖတ်ဆောင်ဆောင်ဖတ်ဆောင်ဆောက်တော့ရတာလေအမှရိုင်းတာ What? Bro, what are you talking about, man? ကျွန်တော်မျိုးပဲရထားတယ်ကျွန်တော်တို့တွေကျွန်တော်ပြောရင်တိုးရတွေကဒီလိုလာဖတ်ဆောင်ထားရလို့လေကျွန်တော်ကမကြိုက်ဘူးနော်ဘေးမကြိုက်ဘူးတားကြီးဟိုယူကြဟိုတယ်မှာနေတိုင်းချပြိုးပဲဆိုတော့မျိုးတွေကိုလာပြီးတော့အလုံးလာဆင်းသူတို့ကခုန circular train တွေကနေလာတယ်လာပြီးတော့ကျွန်တော်မျိုးဘက်ကိုသွားတဲ့ခါကျလို့ရှိရင်ဒီ metro ပေါ်ပြန်တက်ရတယ် metro ပေါ်ပြန်တက်ရတော့ကျွန်တော်တို့အဲ့ဒါဒီမှာအသွားလမ်းနေပြီးတော့ပြန်လာတဲ့လူတွေများနေဘာလို့ဆိုတော့ပုံမှန် Paris ကလူတွေ Disneyland သွားရင်တော့ public transport သုံးမှာပေါ့များသောအားဖြင့် tourist တွေကြတော့အဲ့လိုသူတို့ tour bus တွေနဲ့လာအများဟုတ်လား3မိနစ်ဆိုရင်ထားရောက်တော့မှာနောက်3မိနစ်ဆိုရင်ရောက်ပြီနောက်ထပ်10မိနစ်ထပ်ဆောင်လိုက်ပါလိမ့်မယ်ရောက်ပါပြီဒါတော့ဒီအိပ်ပျော်နေအောင်ပေါ့ဒီပဲမနေ့စောကြီးထားလို့အခုကျွန်တော်တို့ဒီဖြတ်တန်းသွားတဲ့နေရာလေးကတော့Paris မျိုးတွေမဟုတ်တဲ့မျိုးပြင် rural area တကယ်ပြင်သစ်သားစစ်တွေနေတဲ့နေရာတွေပေါ့ဒီနေရာတွေမှာဟိုးရှိကနေရှိခဲ့တဲ့အဲ့လိုမျိုးရက်ကွက်တွေရှိတယ်အိမ်လေးတွေအစအဲ့လိုမျိုးဒီပြင်သစ်ရိုးရအိမ်ပုံစံလေးနဲ့နေကြတာပေါ့ဗျာဟာရောက်ပြီနော် Finally, Disneyland, Paris. Sizzy. Disneyland, Paris ကိုရောက်ရှိခဲ့ပြီဒီစက်တော်ဖြစ်တာတော့ဗာလဲဆိုတော့တက်ပြီးကြီးထားခဲ့ရတယ်ရှေ့ရန်ကုန် Osmo စတိကြီးစောင်းနာမည်ကိုပါတယ်ဒါပေမဲ့တော့ဖွက်ခဲ့ရတယ်အခုတော့ကိုယ်နေပြီပေါ့နော်ကြောင်းနေဘူးတန်းစီနေရဇိုးပြီးအုပ်ကြီးကိုရှိုးလိုက်ဒါမှဒါတော့နည်းနည်းစိုးသွားပြောရမယ်ဟောတာမဟုတ်ဘူးကျွန်တော်နောက်ကြတာကျွန်တော်ကမျိုးစပြီးတော့ဖွင့်မဲ့အချိန်မှာအတန်းကိုထိတ်ဆုံးရောက်ချင်တာခုနကျွန်တော်အိမ်ကထွက်လာတယ်နောက်ကြတာခုနတော့ပြန်ထားလိုက်ရဒီလူအုပ်ကြားရရောက်သွားပါဒါပေမဲ့ဒါမစိုးဆိုတဲ့အနေထားမှာရှိသေးတယ်ထိတ်ဆုံးလောလက်လေးပေါ့အဲ့တော့ကျွန်တော်တို့ကအခုလောက်ရမယ့်အလုပ်က Disneyland Park နှစ်ခုရှိတယ်ဒီမှာ Park နှစ်ခုရှိတော့ရိုးရိုး Disney Class ရဲ့အခုအသစ်ဖွင့်ထားတဲ့ Frozen Land ရှိပြီးတော့ဟိုဘက်မှာ Adventure Park က Frozen Land နဲ့မှာအဲ့တော့ကျွန်တော်တကယ်မိုင်းတဲ့ ride တွေကဒီဘဲနဲ့ပေါ်ရမစီးဘူးပြဿနာဒါပေမဲ့ကျွန်တော်အမြင့်ကြောက်လို့ပါ Anyway ကျွန်တော်တို့ကအပိုင်ဆုံး ride တွေကိုရောက်ရှာပြီးတော့ပြပေးမယ် Pirates of the Caribbean ဆိုရင်ကျွန်တော်အရင်ဆုံးအထဲကိုအရင်ရောက်အောင်ဝင်သွားပြီးတော့သွားစီးရမယ်ဘာလို့လဲဆိုတော့အပြင်ကနေပြီးတော့ဒီကလေးပါတဲ့အုပ်စုတွေက
ပတ်ကစားနေအထဲဖြည်းဖြည်းချင်းတော့ ဖြည်းဖြည်းချင်းတိုးမှာ အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ပတ်အထဲဆုံးကနေအပြင်ကိုပြန်ထွက်လာရဲဆိုရင်နေ့လယ်စာစားရဲ့အချိန်လောက်ဆိုရင်ကျွန်တော်တို့ကနည်းနည်းလေးအစာခံလိုက်တယ်ဆိုရင်ဒီဆောက်ကလေးတစ်အုပ်ကိုဖြတ်တန်းရမလို့တော့ပဲနဲ့တန်းစီရမယ်ပဲတော်တော်ကြီးကိုချောင်းချောင်းကြီးကြီးဖြစ်သွားတယ် nice one နေရ ပြီးတော့ဒီမှာ booking လဲကြိုပြီးတော့လောက်တာစားတော့ဘာလို့လဲဆိုတော့ဆောင်းရမ်းတန်းစီရဒီစင်းလမ်းမှာပုံမှန်ဆိုရင်တန်းစီရတဲ့ point နှစ်ခုရှိတယ်တစ်ခုက ticket point တစ်ခုက security check နော်အဲ့တော့အဲ့နှစ်ခုလုံးကိုစောက်ကျုံးနဲ့တန်းစီနေရင်9နာရီခွဲ10နာရီမှရောက်လာလူရပတ်ထဲကို12နာရီကျော်မှရောက် ဆိုတော့ဒီလမ်းကိုသွားလည်ဖို့စဉ်းစားထားတဲ့လူတွေတို့က TM trip ပေါ့ TM trip ပါနော် အရင်ဆုံးဘယ်သူမှအဲ့လိုမျိုးဒီထိန်ဆုံးဟာတွေကိုဝေးလေကြောင်မလုံးမနေပဲနဲ့ကျွန်တော်တန်းမန်းနဲ့ဟိုးနောက်ဆုံးဟာတွေကိုသွားစီရေးကြီးဟာတွေကို ဒီမှာအရန်မိုက်တဲ့ဟာရ Pirates of the Caribbean ရှိရယ်crash coaster ရှိရယ် crash coaster ဟိုဘက်ပတ်မှာအဲ့ဒါရဒီမှာအမိုက်ဆုံးပဲအမိုက်ဆုံးဟာပြီးတော့အခုအစ်စ်လောက်ထားရမရောက်ဘူးသေး Frozen Land ကျွန်တော်အရင်တစ်ခေါက်ရောက်တော့မရှိသေးဘူးအဲ့ဒါသွားမယ်ပြီးရင်ကျွန်တော်ညကြမီရှူမီမန်ဖောက်တာကြည့်မယ် character me and Greece ရှိရယ်ပြီးရင်ကျွန်တော်ကြိုက်တဲ့နောက်တစ်ခုကကျွန်တော်မိမအတွက်သွားပြပေးရမှာ Toy Story သူကြိုက် Toy Story 5 things တွေနဲ့သူတို့ update တွေလုပ်ထားတယ် အစ်ထွက်ထားတာနော် အဲ့ဒါစားဖို့လေတစ်ခါရဲလိုမျိုး book လုပ်ထားမှအဆင်ပြေတော့မရှိရင်စောင်းရမ်းတိုင်ပတ်တာ stay ရောက်လေးတော့မစိုးဘူး stay သားခြင်း စားရစားရ ဆိုတော့နံပါတ်ဘယ်လောက်အပြောင်းဟိုကျွန်တော်ဟို Caribbean or Arabian Caribbean နံပါတ်6တယ်ညာ နံပါတ်9 5ပြည့်ပဲနေတယ်ဗျာ တော့ရေးထားတော့ဆရာကမန်လေးကစစ်စရာတခုတလား ဟိုကမယ် let's go ရေးရ quality နဲ့ပါလားတော့အဲ့ဆောက်ကလေးမျိုးနဲ့ဝေးလို့ရှောင်းရအောင်right side ကုန်းတော့6ခွဲမှဖွင့်မှာဒါပေမဲ့ကြိုပြီးတန်းစီထားမှာโอเคအဲ့တော့ကျွန်တော်တို့ကအရာကိုဖြတ်သွားပြီးရင်ရှေ့မှာအဲ့ရေကန်ကြီးတစ်ခုရှိတယ်အဲ့ဒါကြော်သွားပြီး Pirates of the Caribbean လို့ရောက် Okay Pirates of the Caribbean sorry စီးမယ်ဟုတ်တယ်စစ်ပြပြီးတော့မီးလေးရှို့တာပေါ့ဟိုလိုမျိုး right က trail ရမ်းဖြစ်တာမဟုတ်သူ့ရဲ့ wall ကမိုက်တာဟိုဆရာ Pirates of the Caribbean ကိုကြိုက်တဲ့လူတွေအဲ့ wall တွေကိုရောက်သွားတဲ့ပုံစံမျိုးဖြစ်တာပေါ့ကျောက်ဝါဘုံတော့ဆက်ကြည့်ရအောင် ကျောက်ဆက်မိုးမယ်ဟိုမှာဘယ်သူလဲကြည့်လိုက် Yes Captain Just Sparrow Captain အော်ဇိုးဆွဲလို့ရတယ်လိုက်မှာဇိုးဆွဲလို့ရတယ်သိရဲ့ဒါမှမဟုတ်ရတာအဲ့ဟာဒါ who is this ကိုဝိုင်းဝိုင်းလာရုံဝင်လာ Lion King Lion King မှာwhatဒီလဲကျွန်တော်ပြင်ထွက်လာတယ်ဟုတ်ပါတော့
Tu ne trouves pas qu'il y a une atmosphère très particulière? No 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 အဲ့ဒါရဆောင်းရဆောင်းတာနော် ရတော့ပါရအမေကဲပါဦးမေအမေအာကြောက်ပါပြီတော်ပြီရပ်ပေးပါတော့တော်ပြီအမေအမေအမေအမလေးဗျာကြောက်ပါပြီတော်ပြီရောက်မသိတော့ငါတို့ရဲ့ဒီရွယ်ကြောက်စရာကြီးလीဂူထဲမှာအဆိုးဆုံးပဲဂူထဲစောက်ရမ်းဆိုတာမျက်စိမိတ်ထားရတယ် Attendez bien qu'on vous dise de descendre. ဟာလို့နားမယ်ငါလို့ဆောင်းရည်ရတယ်ဒီတော့တကယ်တော့ကဲဆက်ငါနေတော့ဆောင်းရည်တောင်းနေပြီဟိုအနေနဲ့ကဲမယ်Maintenant, balance la sauce dans les répulseurs. Repulsors augmented. Consider your hands juiced. Ça m'a l'air parfait, Friday. Thank you. So glad you approve. Appelle Carole. Contacting Captain Marvel. Are you ready? Si je suis prêt, c'est à moi ou à eux que vous parlez. We've got a situation. As you know, Kree warheads are headed our way, and we need your help. Spider-Man. What is that? The hand ninja này. Cái này là cái mà trọng cái quyền hòa số là Moi, les parachutes, je suis pas.
ဒါကလေးကြိုက်တယ်ဟာကျွန်တော်တို့ဆောပေးမဝင်တော့ဒီစရာညားထားတော့လေစောစောစီးပြီးတော့စောစောပြန်အင်းလုံးသွားကြည့်လိုက်မယ်သွားကြည့်လိုက်ရပေါ့ကောင်းတယ်ဒီလောင်းပြန်နေVous allez au palais de glace d'Elsa. Je suis la marquise Félicie. Mario the Caribbean နဲ့လည်းဆင်တယ်နော်ကြာဒီလေးလေး Tell us the story again, please. C'est par une journée comme celle-ci qu'Anna a sauvé sa sœur par un geste d'amour. ကိုယ်ကပုံမြင်ပြောပြရပုံမြင် C'était un cœur de glace. Oh, and now they're best friends. My sister's magic night. And I thought, yes, for the first time in forever, we get to share this frozen fun. For the first time in forever, especially fun. အဲ့ဒါ surprise နဲ့နော်အားမြင်ရတယ်ဗော A tisket, a tasket, a green and yellow basket. I wrote a letter to my love, and on the way I dropped it, I dropped it, and on the way I dropped it. A little boy, he picked it up and put it in his pocket. A tisket, a tasket, a green and yellow basket. I wrote a letter to my love, and on the way I dropped. High school line ကိုင်းလာ哎呀妈呀！哎呀妈呀！哎呀，上麦的人，我都下。你说你这数啊？哎呀，尬啦，不是？等我看一下，先别来呀，别来，还是没呢。
Maybe. ဟာမိုက်ပါတယ်မိုက်တယ်မိုက်တယ်မိုက်တယ် နဲတယ်ကွာလီးပဲ ဟောလေချမ်း Charmant petit pantalon, éveille-toi. In your heart, it's timeless like a cloud. ဒီနေ့တော့ Disney ခီးတွေကတော့အောင်မြင်စွာပြီးဆုံးခဲ့ပါပြီထူးထူးခြားခြားဒီတခါ Disney သွားတာထိုးချိန်ပြီးရန်နေပါရှေ့ခဲ့ရတာတော့အမှတ်တရပဲ စောကျွတ်တယ် ပြီးတော့အခုလည်းဟိုအောင်မကြည့်နိုင်တော့ဘူးအကောင်လုံးကဂီးထွက်နေရပဲဒီ Firework တွေပါမကြည့်နိုင်တော့ကဲအားလုံးပဲ Disney ခီးစဉ်လေးပါပဲ ညံကောင်းပါလေ ရန်ကောင်းပါတယ်